များတဲ့တန်တွေမရှိခဲ့ပေမဲ့ဘုရားရှင်ရဲ့ကြွယ်ဝခြင်းတွေရခသိမ်းသွင်းဆုံးလင်းလို့ဒါတွေအားလုံးပြည့်မြတ်ခြင်းစုတော်ပဲလူတွေပေါ်မှာပူဆိုင်ခဲ့တာဒါတွေအားလုံးပြည့်ပြည့်ကျေးဇူးတော်ပဲနေစရာထိုင်စရာတွေစိတ်ကချွေရခေါ်တဲ့တွေအများကြီးတန်တီးမရှိခဲ့ပေမဲ့ဘုရားရှင်ရဲ့ကြွယ်ဝခြင်းတွေရခသိမ်းသွင်းဆုံးလင်းဒါတွေအားလုံးပြည့်မြတ်ခြင်းစုတော်ပဲ
We all sit down and show we're glad. Each brother, sister, mom and dad. We give our thanks for fruits and meats, for vegetables and special treats. 1, 2, 3. We thank the world for nature's joys, for sunny skies and friends and toys. We all sit down, our thanks to say, and celebrate Thanksgiving Day. 1, 2, 3, go! 5 fat turkey, 5 fat turkey, in the park, in the park. Gobble, 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 wobble, wobble, wobble. Run away, run away. 4 fat turkey, 4 fat turkey, in the park, in the park. Gobble, 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 wobble, wobble, wobble. Run away, run away. 3 fat turkey, 3 fat turkey, in the park, in the park. Gobble, 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 wobble, wobble, wobble. Run away, run away. No. Nó nè là mình có cái gì?
生等半为安慰也是爱梦在美的心动里解开开那大象的蛋昂上的你那美瑞撒点味给你那些轮回靠背上那相信你他的牌跟下自己温柔着蚂蚁地的西山蓝叶靠背上上的花里的香罗的瓦了白香的他几个可爱单身的爱好像有你那美瑞才能会给你那些轮回告别上那相信你想人呢，那他让想你生等半为安慰的生人，梦在人的心路里，我的白下一起温暖他，那一季的星山蓝叶，靠背上上的他一个什么人。花了白香的他，几个看那爱到现的高，爱上了你那美丽，再让我给你那些轮回，靠背上那相信你，靠背上那相信你。他往你，他在往你，我当给你是那么耶。原呢，那么呢，是我们来上来上你，按 seri mengusi lam, sering stawa lam, oa wa lam tepat,是我们来也得提动，哇人呢，按的工上sering stawa我，为我们他那按接住呢。ang bong selong le mula mong dan ne alde eni ya tura sha me gu sim da nang la ang nang du gung ga yang ma da nang ma dong ta la alda ong e ကျွန်တော်ဘောလုံးဆိုတဲ့အရာဖြစ်ပါတယ်ဒီကမ္ဘာပေါ်မှာဖန်ဆင်းထားတဲ့အရာအားကစားတဲ့မျိုးမျိုးထဲမှာထားခင်ဖန်ဆင်းထားတဲ့ဘောလုံးကထားခင်ဖန်ဆင်းပေးထားတဲ့ဘောလုံးတွေအရင်ကြီးစုတင်ပါတယ်ဒီဘောလုံးကြောင့်ပဲကျွန်တော်တို့အများကြီးပျော်ရွှင်ခဲ့ရတယ်လို့ဒီလိုဆက်လို့ရှားခဲ့တဲ့ကျွန်တော်အများကြီးရှိပါတယ်ဒါဆိုတော့ဖန်ခင်ကြီးစုတော့ချီးမွမ်းတယ်ဒီဘောလုံးဆိုတဲ့အားကစားကိုဒီထွင်ပေးခဲ့တဲ့အတွက်ကျွန်တော်ကတော့မပြောခင်မှာဖုန်းရှိတဲ့လူများအားလုံးဖုန်းထောင်ရအောင်အားလုံးကတော့ဖုန်းကင်နေကြတယ်ဒီအတွက်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဖုန်းရှိလာတဲ့အတွက်ကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတဲ့အတွက်ကြောင့်မို့မြန်မာပြည်မှာရှိတဲ့သူတွေကိုလည်းကျွန်တော်တို့ဟဲ့လားဒီနားမှာရှိတယ်လို့ပဲပြောနိုင်တာဖြစ်တယ်နော်ပြီးတော့တမီးစားဝင်းနေတဲ့သူတွေလည်းဒီဖုန်းလေးနဲ့စကားပြောလိုက်ရင်တွေ့လိုက်ရတယ်လို့ပဲသိနေသွားကြတာဖြစ်တယ်။သူကစကားပါမဟုတ်ဘူးအတမျက်နှာပါတော့ကြည့်လို့ရတယ်ဆိုတော့တော်တော်လေးကိုနော်အသုံးဝင်တဲ့အရာဖြစ်တယ်။ဒါကြောင့်မို့ဘုရားရှင်ကဒီဖုန်းရှိခြင်းအပြင်လည်းဟာလားဒီຢာကိုလည်းသူတို့ကောင်းတဲ့ဘက်မှာအသုံးပြုတယ်ဆိုရင်ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်လည်းအသုံးတောင်းတရားနေပြုနိုင်ပါလေလို့ဒီဖုန်းအတွက်အထူးပဲဘုရားရှင်ရဲ့ကြီးကိုချီးမွမ်းပါတယ်။ကျွန်တော်အနေနဲ့တော့ရေအကြောင်းပြောမှဖြစ်ပါလေရေမတောက်တဲ့လူရောရှိကြရလားရေမတောက်ပြီးတခြားရေတွေတောက်တဲ့လူရောများမယ်ဖြစ်တယ်
ရေနဲ့ပတ်သက်ပြီးတော့ဘုရားသခင်ဖန်ဆင်းပေးတဲ့အရာကနှမျိုးရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်တစ်ချက်အနေနဲ့ကတော့နှုတ်ပတ်တော်အနေနဲ့သက်ဆိုင်ရည်ဆိုတဲ့အရေးတစ်မျိုးဖြစ်ပါတယ်အဲ့ဒီရေကိုတောက်သုံးတဲ့လူကသာဝရအသက်ကိုရမယ်ဆိုတာလည်းကျွန်တော်ပြောချင်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အချိန်မှာကျွန်တော်တို့မရှိမဖြစ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ရေဆိုတဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့ဒီရေဓာတ်မပါလို့ရှင်တဲ့လူခန္ဓာကိုယ်အသက်ရှင်ရည်တည်နိုင်မှုရန်အတွက်လည်းမဖြစ်ဘူးလို့ကျွန်တော်တို့နှုတ်ပတ်တော်မရတည်နိုင်ဘူးမရတည်ဘူးဆိုတဲ့သက်ဆိုင်နှုတ်ပတ်တော်ဆိုတဲ့သက်ဆိုင်ရင်လည်းမတောက်သုံးဘူးဆိုလို့ရှိရင်ကျွန်တော်တို့သာဝရတရားမှုရအတွက်ခက်ခဲမှာဖြစ်ပါတယ်ဒါကြောင့်ရေဆိုတဲ့အရာကိုဘုရားသခင်ဖန်ဆင်းပေးထားတဲ့အတွက်ကြောင့်မို့လို့လည်းအများကြီးကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်ကတော့အဝိစာနဲ့ပတ်သက်ပြီးဖျက်ရှိကျေးဇူးတော်ချီးမွမ်းချင်ပါတယ်ဝိစာလူတွေအတွက်တော့ဒါအရေးကြီးတယ်လို့မဝိလို့လည်းမဖြစ်ဘူးဝိရမယ်အရေးကြီးတယ်ဆိုတဲ့ဟာမပြောဘဲနဲ့ဝိရမယ်အဝိစာဖြစ်တယ်ဒီအဝိစာမှာနှမျိုးကျွန်တော်နည်းနည်းဟောခွန်ယူစရာတွေ့ရကျွန်တော်ဒီနှမျိုးတခုကကျွန်တော်ဝိညာဉ်အတွက်လိုတဲ့ယေရှုခရစ်တော်ရဲ့တရှင်ရဲ့ဝိလုံတော်အတွက်ဒီတို့ဒါလည်းကျွန်တော်တို့ဝိစင်စင်ချင်းရဲ့ကျွန်တော်ရဲ့ကောင်းကင်နိုင်ငံကိုဝင်စားဖို့ဖြစ်တယ်ဒီကျွန်တော်တို့အခုဝိနေတဲ့အဝိစာတွေကဒါတွေကတတိယတိုင်းတော့အချင်းကြီးပဲဒါပေမဲ့ဒီလိုရှင်းနေတဲ့အချိန်မှာလည်းမဝိလို့လည်းမဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဝိစာတွေနဲ့ဝိစာတွေလည်းချက်ချင်းကြည့်လို့ရှိမှပါတယ်ပြီးတော့ဝိစာတွေထဲမှာအယောင်တွေအမျိုးမျိုးနဲ့လူဖြူလူမဲလိုက်အောင်ဖျက်ရှင်ဖန်ဆင်းရတဲ့ကြည့်လို့ရှိမှပါတယ်လို့ရစီတော့ဖျက်ရှင်ကောင်းပြီပါစေကျွန်တော်ကတော့လေအကြောင်းနည်းနည်းပြောမယ်လေနည်းနည်းပို့မယ်ပေါ့နော်ကျွန်တော်ကိုခန္ဓာထဲမှာမရှိလို့မဖြစ်ဘူးအရေးအကြီးဆုံးပေါ့နော်ဘုရားသခင်လူသားအဇဖန်ဆင်းတဲ့အချိန်အဇာကိုအရင်ကျွေးတယ်လို့မပြောဘူးနော်လေကိုမှုတ်တွင်းတယ်လို့ပြောတယ်အဲ့ဒါကြောင့်လေဟာလူတွေအတွက်အင်မတန်မှအရေးကြီးတယ်ဝိညာဉ်အသက်ရှင်ရန်အတွက်နှုတ်ကပတ်တော်အရေးကြီးတယ်လို့ခန္ဓာကိုယ်အသက်ရှင်ရန်အတွက်လေကအရေးကြီးတယ်ဘာလို့လဲဆိုရင်အဇအတော့တခါဒီကျွန်တော်ဇိုင်းနဲ့ဤတာလေးရှိတယ်လေနဲ့ဤတယ်ဆိုတာမရှိပါဘူးเนาะအဲ့လောက်ကြည့်အရေးကြီးတဲ့လေကိုကျွန်တော်ဘုရားသခင်ကအလကားရှုခွင့်ပေးထားတဲ့အတွက်ကြောင့်ဘုရားသခင်ကိုအင်မတန်မှကျေးဇူးတင်ပါတယ်လို့ပြီးရင်ဒီလေကိုတကယ်လို့အစားတော့လို့ဝေရရင်တော့ဘယ်သူမှလောက်မှာမဟုတ်ပါဘူးလို့เนาะအဲ့ဒါကြောင့်လေဟာအင်မတန်မှအရေးကြီးတယ်အဲ့ဒါကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်ကတော့ကြောက်အကြောင်းပြောချင်ပါတယ်လို့ကြောက်ဟာကြောက်စိမ်းဟာဆိုလို့ရှိရင်အင်မတန်မှတန်ဖိုးရှိတဲ့ကြောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကချင်ပြည်နယ်မှာဆိုတော့ကြောက်အများဆုံးထွက်တာဖြစ်တယ်ဆိုတော့ဒီကြောက်ဟာဆိုလို့ရှိရင်ဒီကြောက်ကြောင့်ပဲဘုရားရှင်ဖန်ဆင်းပေးထားတဲ့ကြောက်ကြောင့်ဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့ဒီတထဲတွေပေါ့နော်မြောက်များစွာကိုဘုရားသခင်ကပို့ထွန်းစေပြီးမှဒီနေ့ဘုရားသခင်ရဲ့အမှုတော်အတွက်တော်ကောင်းမရှိစင်းရသားတဲ့တော်တော်ကောင်းဘုရားရှင်ကကူညီဖို့ရန်အတွက်ကြောက်စိမ်းကိုကျွန်တော်တို့ကိုဖန်ဆင်းပေးထားတာဖြစ်တယ်။ထို့ကြောင့်ကြောက်ပြီးတန်ဗဒများစားတဲ့အဖို့တန်တဲ့ယေဒနာတွေကြောင့်ဘောနော်ဘုရားရှင်ကျွန်တော်တို့လောကမှာနေထိုင်တဲ့အခါမှာကျွန်တော်တို့သုံးဖို့ရန်အတွက်ဘောနော်ဘုရားရှင်ကကျွန်တော်တို့ကိုဖန်ဆင်းပေးထားတာဖြစ်တယ်။ကြောက်ဟာဆိုလို့ရှိရင်မင်းကလေးတွေလပြင်းတဲ့နေရာမှာရောဘောနော်ကြောက်နကတ်တော့ဗလေဆွဲတော့ပြီးရင်ယောက်ျားလေးဆိုနေကြောက်စင်းလက်စွတ်တော့ဘာလို့ဒီဟာတွေဝတ်လို့ရှိရင်အင်မတန်မှလူရှိမှသွားလာတဲ့အခါမှာအင်မတန်မှတင့်တယ်ခန့်ညားတယ်လို့ပေါ့နော်အဲ့ဒါတွေဝတ်လိုက်တဲ့အချိန်ကျတော့တမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ဘုရားရှင်ကလည်းစိတ်လှုပ်ရှားစရာလူတွေကိုဖန်ဆင်းပေးတာအင်မတန်မှဘုရားရှင်ကိုချီးမွမ်းဖို့ဖြစ်ပါတယ်လို့အာရောက်စီတိုင်းရဲ့အတ္တတာထဲမှာလဲပေါ့နော်ကြောက်ထက်တန်ဖိုးရှိတဲ့ကျွန်တော်တို့ဝိညာဉ်ရေးရမှာပေါ့နော်ဘုရားရှင်ကအတိအစီမှာပေးထားတာဖြစ်တယ်ဆိုတော့ဒီဝိညာဉ်ရေးရဘိုင်းမှာကျွန်တော်တို့ဘုရားရှင်ကအင်မတန်မှတန်ဖိုးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဝိညာဉ်ရေးရမှာတန်ဖိုးထားတဲ့ဘုရားရှင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဝိညာဉ်ရေးရမှာမပြောက်ဆုံးဖို့ရန်အတွက်ပေါ့နော်အရောက်စီတိုင်းအတွက်
ကျွန်တော်တို့ဘုရားရှင်ရဲ့အမှုတော်မြတ်ထဲမှာပါဝင်သွားကြပါစို့ဆိုမှခွန်အားပေးရင်းနဲ့အကြောင်းကနေငယ်ပြောပြချင်ပါတယ်ကျွန်တော်ကတော့ဖျားရှင်ဖန်ဆင်းထားတဲ့အထက်ကနေအတီးအနာမှာပါတဲ့ကိုစားပြုလာတာဖြစ်ပါတယ်ကျွန်တော်အတီးအနာဖြစ်ပါတယ်ဒီမှာမြင်ထားတဲ့မြင်နေရတဲ့အရာတွေအားလုံးကိုကြည့်မယ်ဆိုရင်မစားဘူးလားလေတချို့ရှိကောင်းရှိမှာဖြစ်ပါတယ်ဖျားခင်ဖန်ဆင်းထားတဲ့အထဲမှာအစားတောက်ထဲမှာကျွန်တော်လည်းအပါဝင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာအခုဒီမှာပြောချင်တာကအရာရနမူနာပဲဖြစ်ပါတယ်လို့ဒီဟာတွေလိုပဲဖျားခင်ဒီတဲ့အစ်စ်မြင့်တဲ့ဒါဖျားခင်ရဲ့မိအဆာမဲဟုတ်တယ်ယေရုရှလင်မြို့မှာဖျားခင်ကဒီထက်ကောင်းတဲ့အရေးချင်းရှိတဲ့ပြည့်မီတဲ့အရာတွေကိုဖန်ဆင်းဖို့ဖျားခင်ကအခုအိမ်တော်မှာအစဉ်သစ်ဖြစ်နေပါတယ်ဒါကြောင့်မို့ဒီယုံကြည်သူတွေအထက်မှာပေါ့နော်အဓိကပြောချင်တာကဒီခရိယာနဲ့အရောက်စီတိုင်းမှာလဲနော် quality အရေးချင်းရှိတာပေါ့နော်ဖျားခင်ရဲ့ရွေးချယ်ခြင်းအမှုရာမှာဖျားခင်ယေရုရှလင်မြို့အစ်ထဲမှာဝင်တဲ့အခါမှာလူတိုင်းဝင်လို့မရပါဘူးဒါကြောင့်အရေးချင်းပြည့်မီတဲ့လူတွေပဲဝင်ရမှာဖြစ်ပါတယ်ဒီမှာမြင်နေရတဲ့ဟာတွေကဒါနမူနာဖြစ်ပါတယ်လို့ဖျားရှင်ရဲ့နိုင်ငံတော်ထဲမှာဒီထက်အရေးချင်းအများစွာပြည့်မီတဲ့အရာတွေဒီအတီးနာမျိုးစုံပေါ့နော်စားရမှာဖြစ်ပါတယ်လို့ကျွန်တော်ကိုခွန်အားပေးတဲ့အနေနဲ့စားမှုရဲ့လူရောက်တိုင်းစီကောင်းတဲ့စင်ရင်လို့လက်ခုပ်တီးပေးကြပါလို့ခိုင်းရကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်ဖျားရှင်ပဲဆင်ပေးထားတဲ့ရွှေပေါ့နော်ရွှေရဲ့အကိုကျွန်တော်ဒီနေ့တက်တည်ခံချင်ပါတယ်လို့ရွှေဆိုတဲ့ဟာအားလုံးကြည့်တဲ့အတိုင်းပဲနော်ခုနကြောက်စင်းပြောသွားပြီကြောက်စင်းကရွှေမှာရွှေကိုကပ်မှကြောက်စင်းအောင်ပေါ်ရတာဖျားရှင်ဘလောက်ထိကျွန်တော်တို့လူသားတွေလုပ်ဖန်ဆင်းပေးထားတယ်ဆိုဒီရွှေဆိုတဲ့အရာကဲကိုလေးနဲ့ပါလေဒုနည်းတူရွှေဆိုတဲ့အရာလေးနဲ့တို့ကျွန်တော်လည်းအရောက်စီတိုင်းနဲ့ရောက်စီတိုင်းနဲ့ရွှေလိုပဲဖျားဖို့ပါလေဒီတော့ကိုပေးကြရအောင်လို့တက်တည်ခံလို့ပါတယ်ဒီလိုဒီပါလေကျွန်တော်ကတော့အလုပ်ကြောင့်ပြောမှာဖြစ်ပါတယ်အမေရိကန်မှာလူတိုင်းကကိုယ်စီအလုပ်လုပ်ရကြပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဒီကိုယ်နဲ့ပတ်သက်တဲ့ဒီ payment တွေကိုအင်္ဂါခါတွေကအလုပ်ချရနဲ့ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့အလုပ်ဆိုတော့လူတိုင်းမရှိမသင့်တဲ့အရာဖြစ်ပါတယ်။အရောက်စီတိုင်းအလုပ်ရှိရမှာဖြစ်ပါတယ်။သူနည်းလိုပဲဘုရားသခင်ရဲ့အမှုတော်ဘက်မှာလည်းကိုတတ်နိုင်တဲ့ဘက်ကနဲ့အလုပ်ဒီစုံတစ်ဘက်ကနဲ့တော့အလုပ်ဖြစ်တော်လာတော့ဒီဘုရားသခင်ရဲ့အမှုတော်ဘက်မှာဒီအလုပ်ဖြစ်မှတတ်မှပဲနဲ့ဘုရားသခင်ရဲ့ကိုဘယ်လိုပြောမလဲကိုစက္ကချင်းအပြင်တော့ပါဝင်ကြရအောင်လို့ဘုရားအားလုံးကိုတိုက်တွန်းလို့ဆိုပါတယ်။ရောက်စတဲ့ဘုရားရှင်ကောင်းချီးပေးပါမယ်။ကျွန်တော်ကတော့ဘာပြောရမလဲဆိုတော့တိုင်းရဲ့3ဆိုင်မှာကျွန်တော်သမင်းစားတဲ့အချိန်ကျရင်ဟင်းဘောအသားမပိုင်မစားချင်ကြဘူး။ဖျက်ခင်ကဘောနော်အရန်ကောင်းမြတ်တယ်ကျွန်တော်တို့လူသားတွေအတွက်သူကဖန်ဆင်းပေးထားတယ်အသားငါဒါပေမဲ့ဖျက်ရှင်ကဘုံနမူနာအဖြစ်လေးပြောတာအချင်းလူပြင်းပေါ့နော်ပြုတ်စိတ်ခံတို့တွား၍ပညာလူပေါ့နော်ဒါမျိုးဖျက်ခင်ကလူတွေအတွက်လည်းပညာဘယ်လိုပြောပညာပေါ့နော်ပညာခံယူဖို့အဲ့လိုလေးပြောထားတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ချီးမွမ်းတယ်ဖျက်ခင်ရဲ့ကျေးဇူးတော်ကျွန်တော်တို့လုံလောက်တယ်အသားငါးတွေအဖြစ်ကျွန်တော်တို့ကိုစားဖြစ်ပေးတယ်အဲ့ဘောနော်အားလုံးကျေးဇူးတင်တယ်